ပထမအောင်ဆုံးလည်းဖြစ်တယ်ပထမအောင်ဆုံးဖြစ်ပေါ်လာတဲ့တူကဘာတဝမ်းမှာလည်းလုံးဝပေါက်ပြီးတော့ legendary game တစ်ခုဆိုလည်းမမှားပါဘူးတောင်ဝေထွေတိုင်းဝမ်းမှာဆော့မယ်ဆိုတာနဲ့ကွာလူတိုင်းပြက်လဲတွေးလိုက်မယ်ဆိုရင်ကွာအရင်ဆုံးမြင်မိလိုက်တဲ့အခန်းလေးရှိမယ်လို့တော့ထင်တယ်အဲ့ဒါကွာအဲ့ထဲမှာ beans လေးတွေကကွာကိုယ့်ရဲ့အင်ကောင်ငါမကိုက်မိအောင်ကာကွယ်ရတာတို့ပြီးရင်ပန်မုတ်ကိုကွာမိဖို့တွေကနေပန်မုတ်ခရင်ချောင်းနဲ့နှိုက်လို့ကွာဓာတ်လိုက်ွားတာတို့နောက်တစ်ခုကကြတော့ပြားအောင်မျက်နှာမှာလို့လေးဖယ်ရတဲ့အခန်းလေးအဲ့လာလုံးဝကကြီးစရာအရန်ကောင်းတယ်ကြီးစရာအများကြီးများမှာကွာဒီတန်ဝေထွေတိုင်း1ကိုစဉ်းစားလိုက်တာနဲ့ကွာဒါကတော့ပထမဆုံးပေါ်လာတဲ့အရာတွေ1မှာတော့ရှစ်ရုပ်ထွေးတွေကတိတ်မပါသေးဘူး second ပိုင်းအတွင်းမှာ beans လေးတွေကိုကယ်ရတယ်သူတို့ကိုစောင့်ရှောက်ပေးရတာပေါ့နော် second အတွင်းမှာကွာလက်နံချင်းများပထမဆုံးကတော့နည်းနည်းအနှီးလေးနဲ့သွားတယ်နောက်ပိုင်းမှာတော့ဒါပိုမြန်လာအောင်ဆော့ရတာပေါ့နော်သူကဒီ1မှာဆိုရင်သူကကိုယ့်ရဲ့ speed နဲ့ကိုယ့်ရဲ့ brain ကိုစသက်တယ်ဆိုရင်လုံးဝမအောင်ဒါကတော့သူ့ရဲ့ထူးခြားချက်လေးပေါ့နောက်တစ်ခုက that way to die true မှာဆိုရင်တော့အများကြီးပြောစရာမရှိဘူးကွာအရင် version ထက်အမျိုးအစားတော့စုံတင်တယ်